ဒဏ်ရာကနေအလီမြန်ပြန်ကောင်းလာပြီးဗန်နဲ့မကြေပွဲဖြစ်ဖို့ပုံများလာတဲ့ပန်တိုဂျာလက်ကျိုးသွားတဲ့ဒဏ်ရာတစ်ခုကနေဒီလောက်မြန်ကြီးပြန်လာနိုင်လိမ့်မယ်လို့ဘသူကထင်ထားမှလဲ UFC လောကမှာဒဏ်ရာဆိုတာကကစားသမားတစ်ယောက်ရဲ့တက်တန်းကိုအများကြီးထိခိုက်စေနိုင်တာပါဒါပေမဲ့အခုပန်တိုဂျာပြသနေတဲ့အခြေအနေကတော့တကယ်ကိုအံ့ဩစရာကောင်းပြီးပရိသတ်တွေကိုပါစားအဟောင်းသားဖြစ်စေခဲ့ပါလိအားလုံးသိကြတဲ့အတိုင်း UFC 323မှာဖြစ်ပျက်ခဲ့တဲ့အခြေအနေတွေကပန်တိုဂျာအတွက်ရောသူ့ကိုအားပေးတဲ့ပရိသတ်တွေအတွက်ပါတကယ်ကိုစိတ်မကောင်းစရာညတညဖြစ်ခဲ့ရတာပါအဲ့ဒီပွဲမှာဂျိုရှွာဘန်နဲ့ပန်တိုဂျာတို့ရင်ဆိုင်ခဲ့ကြပြီးပွဲစားလို့စက္ကန့်ပိုင်းအတွင်းမှာတင်ဘယ်သူမှမထင်မှတ်ထားတဲ့အလှည့်ပြောင်းကြီးဖြစ်သွားခဲ့ပါသည်ပန်တိုဂျာကသူ့ရဲ့ထုံးစံတိုင်းပြင်းထန်တဲ့ကန်ချက်တစ်ခုနဲ့ပွဲကိုစတင်မှုကြိုးစားခဲ့ပါသည်ဒါပေမဲ့ဂျိုရှွာဘန်ကအရန်ကိုပါနတ်ခဲ့တယ်လို့တုံ့ပြန်မှုကလည်းအရန်မြန်ခဲ့ပါသည်ပန်တိုဂျာရဲ့ကန်ချက်ကိုဗန်က6ရောက်ကနေလှမ်းဖမ်းလိုက်ပြီးတွန်းထုတ်လိုက်တဲ့အချိန်မှာဖြစ်သွားတဲ့အရှိန်နဲ့အနေအထားကပန်တိုဂျာကိုဟန်ချက်ပြတ်သွားစေခဲ့ကမြေပြင်ပေါ်ကိုအကြမတော်ဖြစ်သွားစေခဲ့ပါသည်အဲ့ဒီအကြောင်းမှာရင်ပန်တိုဂျာရဲ့လက်မောင်းရိုးကကျိုးသွားခဲ့ရတာပါဒိုင်လူကြီးကလည်းအခြေအနေကိုချက်ချင်းရိပ်မိပြီးပွဲကိုရပ်ပစ်လိုက်ရပါသည်စက္ကန့်ပိုင်းတွင်းမှာပဲဒိုင်ပွဲရက်နဲ့ဂျိုရှွာဘန်ကအနိုင်ရရှိသွားခဲ့တာပါပန်တိုဂျာအတွက်ကတော့ဒါဟာအရန်ကိုနာကျင်စရာကောင်းတဲ့ရှုံးနိမ့်မှုမျိုးဖြစ်ခဲ့ရပါသည်လက်ကျိုးသွားတဲ့ဒဏ်ရာကတာမန်ဒဏ်ရာမဟုတ်တဲ့အတွက်အားလုံးကပန်တိုဂျာတယောက်အကြကြီးနားရတော့မယ်အနည်းဆုံး6လောက်ကနေတစ်နှစ်လောက်အထိအနားယူပြီးမှပြန်လာနိုင်လိမ့်မယ်လို့ခန့်မှန်းခဲ့ကြတာပါဒါပေမဲ့အခုတော့အခြေအနေတွေကထင်ထားတာထက်အများကြီးပိုမြန်နေပါသည်ပန်တိုဂျာရဲ့ Instagram မှာမကြသေးခင်ကတင်လိုက်တဲ့ဗီဒီယိုဖိုင်ကအားလုံးကိုအံ့အားသင့်သွားစေပါသည်ဗီဒီယိုထဲမှာပန်တိုဂျာဟာဂျင်ထဲကိုပြန်ရောက်နေပြီဖြစ်တယ်လို့လေ့ကျင့်ခန်းတွေကိုလည်းပုံမှန်တိုင်းပြန်ဆင်းနေတာကိုတွေ့ရပါသည်အထူးခြားဆုံးကတော့သူ့ရဲ့လက်မှာဘာကူပစ္စည်းမှဘာပတ်တီးမှမလိုပဲအလေးမရာတွေဂျင်ဆော့ရာတွေကိုလုံနိုင်နေပြီဖြစ်တာပါပဲဒါရီမကသေးပါဘူးသူ့ရဲ့နီးပြဖြစ်သူနဲ့ပါပြန်ပြီးတော့ကစားနေနိုင်ပြီဖြစ်တာကြောင့်သူ့ရဲ့ဒဏ်ရာကရာနှုန်းပြည့်နီးပါပြန်ကောင်းနေပြီလို့တောင်ပြောလို့ရနေပါပြီပန်တိုဂျာပြန်လာပြီဆိုတဲ့စကားကအခုဆိုရင် MMA လောကမှာဟိုးဟိုးကျော်သွားခဲ့ပါပြီဒီလောက်မြန်ဆန်ဆန်ပြန်ကောင်းလာဖို့ဆိုတာကကစားသမားတစ်ယောက်ရဲ့ခန္ဓာကိုယ်ကြမ်းခိုင်မှုအပြင်စိတ်ဓာတ်ပိုင်းဆိုင်ရာပြင်းထန်မှုကလည်းအများကြီးစကားပြောပါသည်သူဟာဒီရှုံးနိမ့်မှုကိုလက်မခံနိုင်ပေအမြန်ဆုံးလက်စားချေချင်နေတဲ့ပုံစံမျိုးပြသနေတာပါဒီလိုပန်တိုဂျာအလီမြန်ပြန်ကောင်းလာတာနဲ့အမျှအားလုံးကမျှော်လင့်နေကြတာကတော့ဂျိုရှွာဘန်နဲ့မကြေပွဲပါပဲ UFC 323ပွဲကတကယ်တမ်းကစားသမား2ယောက်ရဲ့အရေးချင်းကိုအဆုံးဖြတ်ပြီးခဲ့တဲ့ပွဲမျိုးမဟုတ်ဘဲမတော်တဆမှုကြောင့်ပြီးသွားခဲ့တဲ့ပွဲမျိုးဖြစ်နေတာကြောင့်ပရိသတ်တွေကအဲ့ဒီပွဲကိုမကျေနပ်ကြပါဘူးဂျိုရှွာဘန်ကတကယ်ပဲပန်တိုဂျာထက်သာသလားဒါမှမဟုတ်ပန်တိုဂျာကပဲကန်ဆိုးသွားခဲ့တာလားဆိုတာကိုအဖြေထုတ်ဖို့အတွက်မကြေပွဲကမဖြစ်မနေလိုအပ်နေတာပါအခုပန်တိုဂျာရဲ့ပြန်လည်ကောင်းမွန်လာမှုနှုန်းကိုကြည့်ရင်မကြေပွဲဖြစ်ဖို့ရာခိုင်နှုန်းကအရန်ကိုများနေပါသည်ပန်တိုဂျာကိုယ်တိုင်ကလည်းသူဘယ်လောက်ထိတန်မာသေးလဲဆိုတာကိုသက်သေပြခြင်းနေမှာအသေးချပါပြီပန်တိုဂျာရဲ့ Instagram ဗီဒီယိုထဲမှာသူဟာနီးပြနဲ့အတူလက်ဝိတ်ထိုးတာတွေလှုပ်ရှားမှုတွေလုပ်နေတာကိုမြင်ရတာကပရိသတ်တွေအတွက်တော့တကယ်ကိုစိတ်လှုပ်ရှားစရာပါပဲငါပြန်လာပြီငါ့ကိုစောင့်နေကြလို့စိန်ခေါ်လိုက်တယ်လို့ပါပဲလက်ကျိုးသွားတဲ့အနေထားကနေဒီလောက်ထူတောင်းတဲ့အချိန်အတွင်းမှာဂျင်မာပြန်ဆင်းနိုင်နေဆိုတာကဈေးပညာအရာရောအားကစားသမားတယောက်ရဲ့ကြိုးစားမှုအရာပါချီးကျူးစရာကောင်းလာပါသည်ပန်တိုဂျာသာအခုလိုအချိန်ဟုန်နဲ့ဆက်ပြီးလေ့ကျင့်သွားမယ်ဆိုရင်နောက်ထပ်လပိုင်းနှင်းငယ်အတွင်းမှာသူတို့နှစ်ယောက်ရဲ့မကြေပွဲကိုမြင်ရဖို့ရှိနေပါသည်ဒဏ်ရာကနေပြန်လာတဲ့ကစားသမားတယောက်ရဲ့စိတ်ဓာတ်ကပိုပြီးတော့ကြောက်ဖို့ကောင်းတတ်ပါသည်ပန်တိုဂျာဟာရင်ငါးထပ်ပိုပြီးတော့ဂယူးတစိုက်ရှိလာနိုင်တယ်လို့ပိုပြီးတော့လည်းပြင်းထန်လာနိုင်ပါသည်ဂျိုရှွာဘန်နီနဲ့လည်းပထမပွဲကလိုကန်ကောင်းမှုမျိုးထပ်ရပါမလားဆိုတာကစိတ်ဝင်စားစရာပါဘာပဲဖြစ်ဖြစ်ပန်တိုဂျာရဲ့မြန်ဆန်လာတဲ့ပြန်လည်ကောင်းမွန်လာမှုက MMA လောကအတွက်သတင်းကောင်းတစ်ခုဖြစ်တယ်လို့ရှေးလျှောက်လာမယ့်ပွဲစဉ်တွေအတွက်လည်းအများကြီးရင်ခုန်စရာတွေပေးစွမ်းနေပါသည်ကျွန်တော်တို့အားလုံးကတော့ပန်တိုဂျာကိုအရင်လိုပုံစံကောင်းနဲ့အမြန်ဆုံးအော်တိုဂွန်ထဲမှာပြန်မြင်ကျင်ကြတာပါအခုလို Instagram မှာတင်လိုက်တဲ့ဗီဒီယိုတွေကသူဟာတကယ်ကိုအသင်းဖြစ်နေပြီဆိုတာကိုမီးစိမ်းပြလိုက်တာပါပဲမကြခင်မှာပဲအဲ့ဒီမကြေပွဲအတွက်တရားဝင်သတင်းထုတ်ပြန်ချက်တွေထွက်လာတော့မယ်လို့ယုံကြည်ရပါတယ်ဘန်တိုဂျာရဲ့မလျှော့သောဇွဲလုံးလာနဲ့ဂျိုရှွာဘန်ရဲ့အစွမ်းစာတွေထိတ်တိုက်တွေ့ကြအောင်မဲ့ပွဲကတော့တကယ်ကိုကြည်ကောင်းမဲ့ပွဲတစ်ပွဲဖြစ်လာမှာအသေးချပါပဲခင်ဗျာ